ဒီပဲကြော်ရဲ့ဘူးသီးကြော်ရဲ့ကြက်သွန်ကြော်ရဲ့ကိုလေကြီးနူးရင်ကပဲစီအစစ်နဲ့ကြော်တယ်ဆိုပြီးတော့ပြောတော့တချို့တွေကကြတော့မေးကြတယ်ပဲစီနဲ့ကြော်တာကြိုက်ပါမလားတဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ဖတ်တာကျွန်တော်တွက်ထားတာတော့ကြိုက်တယ်ကြိုက်တယ်အဲ့မှာကြမှာဟိုဟာပေါ့ပဲစီအစစ်လားဘာလားပေါ့နော်ဟိုတချို့တွေကြတော့စောင်းစီကိုအနမ်းထည့်တာတွေပါလို့ရှိတယ်လေအဲ့ဒါမျိုးတွေနဲ့ဘလို့ခွဲလဲပေါ့နော်ဘလို့ခွဲလဲဆိုပြီးတော့ကျွန်တော်လည်းအရင်တော့မသိဘူးသူများတွေတင်ပေးတာကျွန်တော်တငယ်ချင်းရဲ့အမျိုးသားပေါ့နော်သူကနေပြီးတော့တင်ပေးတာကိုကြီးရဲ့ပဲစီနဲ့စောင်းစီနဲ့ဘလို့ခွဲကျင်လဲဆိုလို့ရှိရင်ねဒီကျွန်တော်ဒါကတော့အချင်းကြီးပေါ့နော်ဒီလက်ဖက်စားစွန်းလေးတစွန်းစာစီယူလိုက်တဲ့အဲ့ကောင်ပြင်ပါဇက်ထဲပြင်မျိုးမချနေတဲ့ရှာနဲ့ဒီအာကောင်လေးကိုမှွေလိုက်တဲ့မှွေလိုက်လို့ဒီတိုင်းထားလိုက်လို့ရှိရင်ပဲစီအစ်စ်ဆိုရင်သူ့ဟာသူပျော်ဆင်းသွားတယ်တဲ့စောင်းစီကိုအနမ်းထည့်ထားတဲ့ကောင်ဆိုရင်အဲ့အာကောင်မှာကတ်ကြံခဲ့တယ်တဲ့အဲ့ဒီနီးကအသေးကြဆုံးပဲတဲ့အဲ့ဒါသူပြောတာကျွန်တော်တို့ကြတော့ဘလို့ဆန်းလဲဆိုတော့စိတ်ထဲလိုက်တယ်ပြီးတော့မီးနဲ့အပူပေးလိုက်တယ်အဲ့မှာစောင်းစီကိုအနမ်းထည့်ထားရင်အစောပိုင်းတော့ဒီအေးနေတဲ့အချိန်မှာတော့နန်းကြည့်လိုက်ပဲစီအနမ်းမယ်ဒါပေမဲ့အဲ့အပူပေးလိုက်တဲ့ခါကျရင်ထွက်လာတဲ့နန်းကြီးညှော်တက်လာတယ်အဲ့ဒါမျိုးကြီးအဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကအကြမ်းများဖြင့်ကျွန်တော်တို့သိမကြိုက်တဲ့ quality ပေါ့နော်တချို့တွေကြတော့လည်းအစ်စ်လိုပဲပြောတယ်ပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ quality ကိုသိမကြိုက်ဘူးကျွန်တော်တို့အခုဒီမှာသုံးနေတဲ့ပဲစီကကြတော့ဒီလိုမျိုးအကြော်လိုက်လို့ရှိရင်လည်းမှုေးတယ်နောက်ထမင်းပူနဲ့နေစားလို့ရှိရင်လည်းဟောဖြစ်တယ်မှုေးတယ်နောက်အဲ့လိုမျိုးအာကောင်မှာကျွန်တော်တို့ပို့လိုက်လို့ရှိရင်လည်းအကုန်ပြောကြပါဘောနော်အဲ့လိုဟာမျိုးကိုကျွန်တော်တို့ကပဲစီအစ်စ်ဆိုပြီးတော့ယူဆပါဘောနော်နောက်အကြက်သွန်ညော်ရတချို့တွေကပြောကြတယ်အညာမှာတဲ့အကြော်ရင်းနဲ့အကြော်တဲ့တိုင်းရတဲ့ပဲစီနဲ့ပဲကြော်တာတဲ့အဲကြောင့်မလို့ကျမိုင်နဲ့ညီညွတ်တယ်တဲ့ကျွန်တော်ကတော့တိတ်မငင်းချင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အသိဉာဏ်အရကျွန်တော်ပြောပြမှာအဲ့ဒီပဲစီကလေ smoke point နေတယ် smoke point ဆိုတာကြတော့ကျွန်တော်တို့စီကိုငွေ့ပြန်တဲ့အပူချိန်ကနေတယ်160 degree centigrade လောက်ပဲရှိတယ်အဲ့တော့အဲ့ဒီကောင်ကိုထင်းမီးနဲ့သွားကြော်ရင် temperature control မရရင်အပူချိန်ကိုထိန်းလို့မရရင်အဲ့ဒီကောင်အငွေ့ပြန်ပြီးတော့ကြော်လို့ကိုမရတာခန့်အောင်စီရချက်ချင်းခန့်တယ်စောင်းစီတွေကကြတော့ကျွန်တော်တို့စူမှတ်မြင့်တယ်စူမှတ်မြင့်တဲ့အခါကျတော့တုံတောင်နဲ့အငွေ့မပြောင်းအဲ့တော့အကျော်တွေတွေကအကုန်လုံးကစောင်းစီပဲတုံးတယ်ကျွန်တော်သိသလောက်အကျော်တွေအားလုံးဒီစောင်းစီကိုပဲတုံးတယ်ကျွန်တော်တို့အကျော်တွေဆိုရင်လေပဲရောစီနဲ့တောင်မတော့မကြိုက်လို့အကောင်ငွေ့ပြန်တယ်ဘာလို့လဲဆိုတော့သူတို့ကထင်းမီးပူကြီးနဲ့ခြားထင်းမီးပူအကျော်တွေအများကြီးကြော်တာကိုတနေ့လေအခုရေထောင်ချီပြီးတော့ကြော်တဲ့အခါကျတော့မရအောင်သူကထင်းမီးပူကြီးနဲ့ကြော်ထည့်လိုက်တဲ့အခါကျတော့ပဲစီဆိုလို့ချင်းခဏလေးနဲ့အငွေ့ပြန်ပြီးတော့အကုန်ခန်းအောင်ကျွန်တော်ကကြတော့ဒီမှာ gas မီးပူနဲ့ကြော်တာဒီပဲကြော်ဆိုလို့ချင်းလေပဲကြော်ဆိုလို့ချင်းလေအရန်ခီးဆက်ရတယ်အပူချိန်ကျွန်တော်တို့ဒဲနှစ်ဒဲနဲ့ကြော်ရတယ်ဒဲကကြတော့ COA ခက်အရန်မပူတဲ့ဒဲပေါ့နော်နောက်တိုးကကြတော့ C အပူနဲ့အဲ့တော့ C သိမ့်မပူတဲ့အထဲကိုအရင်ထည့်ပြီးတော့မှအဲ့ထဲကနေပြီးတော့နည်းနည်းလေးမာလာပြီဆိုမှဒီ C ပူတဲ့အထဲကိုထည့်အဲ့ဒီပူတဲ့ C ရလဲကျွန်တော်တို့
ပဲစီရဲ့ smoke point ကိုမရောက်အောင်ကျွန်တော်တို့ကထိန်းထားတာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီပဲကြော်တွေကပြောရလို့ရှိရင်အကျက်ညီတယ်နောက်ပြီးလို့ရှိရင်ဟောပေါ့ညှော်တော့မနမ်းဘူးပေါ့နော်စီတွေကမတန့်ပဲဖြစ်သွားတာမျိုးမရှိဘူးတာကြီးတူးသွားတဲ့ခါကျရင်စီတွေကလေမဲ့ညစ်သွားတယ်ပေါ့နော်အဲ့ဒါမျိုးလုံးဝမရှိဘူးနောက်အငွေ့မပြောင်းအဲ့ဒီစီကအငွေ့ပြန်အောင်အထိအပူပေးချလိုက်လို့ရှိရင်အဲ့ကောင်ကန်ဆာဖြစ်တယ်ကန်ဆာဖြစ်တဲ့ drop ပေါင်းတွေထွက်တယ်ကျွန်တော်ကအဲ့လိုတော့ဖတ်ဖူးတာပေါ့နော်အဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမှာကြော်တဲ့အကြော်တွေအတွက်ကျွန်တော်တို့ရဲ့ပဲစီကိုလုံးဝ smoke point မရောက်အောင် temperature ကိုထိန်းထားပြီးတော့မှဒီအကြော်တွေအားလုံးကိုကြော်ပါတယ်လို့အားကြောင့်ဒီညွန့်ရင်လာတဲ့အခါကျလို့ရှိရင်အကြော်လေးတွေစားပြီးတော့ဝေဖန်ပေးကြပါအောင်နောက်ပြီးတော့ခုနကရကျွန်တော်ပြောသလိုကျွန်တော်ရဲ့အသိဉာဏ်ဘုဒ္ဓအရာခွဲခြားတဲ့ပဲစီအစစ်ပေါ့နော်ပဲစီအစစ်နဲ့ပဲစီအတူဘယ်လိုမျိုးခွဲတယ်ဆိုတာလေးတဲ့တခြားနည်းလမ်းတွေရှိလို့ရှိရင်ကျွန်တော်ပြောပြကြပါအောင်ကျွန်တော်ကတော့အဲ့ဒီနှစ်ခုပဲတည်တယ်လက်ဖက်စားစုံလေးနဲ့စားလိုက်တယ်အာကောင်ကိုမှွေလိုက်တယ်ပြီးရင်ဒီတိုင်းထားလို့ရှိရင်စီကြသူ့ဟာသူအလိုလိုနေစီကြသွားတာ ਨੇ ဒီမီးအပူပေးပြီးတော့စီတက်တဲ့အခါကျတော့နော်မီးအပူပေးလိုက်တာ ਨੇ ဒီကောင်ကြီးကစီရညှော်ပြီးတော့တက်လာအဲ့နှစ်ခုပဲတည်တယ်မိတ်ဆွေတွေရောတခြားဗာနီးနေတွေနဲ့ပဲစီအတုနဲ့အစစ်ပဲစီတိတ်မတန့်တဲ့ဟာနဲ့ပဲစီအစစ်နဲ့အကောင်နဲ့ပေါ့နော်ဘယ်လိုခွဲလဲဆိုတာတစ်ချက်တော့မျှဝေရပါအောင်ကျွန်တော်လည်းဘုသူတရရတာပေါ့နော်ကျေးဇူးနော်